Hey မြန်မာပြည်ရဲ့အနာဂတ်ရဲ့နီးပညာရှင်တွေ C++ နဲ့တနွေလုံးရင်းနှီးနေကြတဲ့တငယ်ချင်းတို့ရေဒီမေဟုံဟုတ်ဖြေကြည့်ပါအောင်တင်းရဲ့ကိုဟင်ရတယ်မှာဘက်တွေကပင့်ကိုအိမ်လို့ရှုပ်ထွေးပြီးဒီဘက်ကလည်းမီးချစ်ဆန်လို့အလင်းရောင်မိန်နဲ့လည်းအတွေ့အကြုံမျိုးရှိဘူးလားဒီနေ့ကျွန်တော်တို့မြန်မာပြည်က C++ developer တွေရဲ့ညာဘက်အိတ်မပြောစေတဲ့ပြဿနာတွေကို C လာရောင်ကဘယ်လိုဖြေရှင်းပေးမလဲဆိုတာသင်သိပါသလားဒီနေ့ကျွန်တော်တို့မြန်မာပြည်က programmer တွေအတွက်မရှိမဖြစ်လို့တဲ့2တစ်ခုအကြောင်းအသေးစိတ်ပြောပြပေးသွားမှာပါအဲ့ဒါကတော့ JetBrains ရဲ့ C လာရောင်ပါပဲ C++ နဲ့အလုပ်လုပ်နေတဲ့သူတွေအတွက် C လာရောင်ဟာဘာလို့မရှိမဖြစ်လဲဘာလို့သင်တို့ရဲ့ productivity ကိုအစားပေါင်းများစွာမြင့်တင်ပေးနိုင်လဲဆိုတာအသေးစိတ်ဆွေးနွေးသွားကြတာအောင်တကယ်တော့ C လာရောင်ဟာရိုးရိုး IDE တစ်ခုထပ်ပို့ပါတယ်သူကသင်ရဲ့ programming journey တစ်လျှောက်လုံးအတွက်အဖော်မွင်ကောင်းတစ်ယောက်လိုပါပဲမြန်မာပြည်မှာကိုရင်သင်တန်းတွေ University တွေမှာ C++ ကိုအခြေခံအဖြစ်သင်ကြားပေးနေကြပေမဲ့တကယ် professional အဆင့်မှာသုံးဖို့အကောင်းဆုံး IDE ကိုရွေးချယ်တဲ့အခါမတိနားမလဲတာမျိုးတွေရှိနေတော့ပဲအများစုက Visual Studio Code တာမှမဟုတ် Dev C++ လို့ free tool တွေနဲ့ပဲအသားကျနေကြတာကိုတွေ့ရတယ်ဟုတ်ပါတယ်အဲ့ဒီ tool တွေကလည်းကောင်းပါတယ်ဒါပေမဲ့ project တွေကြီးလာတဲ့အခါ code တွေရှုပ်ထွေးလာတဲ့အခါမှာ C လာရောင်ကပေးနိုင်တဲ့စွမ်းဆောင်ရည်တွေ feature တွေနဲ့ဆိုရင်တင်တို့ရဲ့ coding experience တစ်ခုလုံးကိုပြောင်းလဲပေးနိုင်မှာပါခင်မီတဲ့ C++ development အထက် C လာရောင်ကဘာတွေပေးနိုင်လဲကြည့်အောင်ပထမဆုံးအနေနဲ့ C လာရောင်ရဲ့ smart code completion ကိုကြည့်အောင်တင်ကုတ်ရေးနေရတဲ့သူကတင်လိုချင်တဲ့ function တွေ variable တွေကိုအလိုအလျောက်မှန်းစားပြီးပြသပေးတယ်ဒါကအချင်းကုန်သက်တာစီယုံမကကုတ်မှာမာရွေးမှုတွေကိုလည်းရှော့ချပေးတယ်။သင်ရိုက်ရမယ့်စာလုံးပေါင်း syntax မာရွေးမှုတွေကိုလည်းအစကတည်းကကြိုတင်ကကွယ်ပေးနိုင်တယ်။သင်ကကုတ်ကိုဖန်တီးသူပါစာရိုက်တဲ့သူမဟုတ်ပါဘူး။နောက်ထပ်အန်တရစရာကောင်းတဲ့ feature တစ်ခုက refactoring ပါပဲ။သင် function နာမည်ပြောင်းချင်တယ်ဆိုပါစို့ project ထဲမှာအဲ့ဒီ function ကိုသုံးထားတဲ့နေရာတိုင်းကိုလိုက်ပြောင်းစရာမလိုပဲစီလိုင်းအောင်ကတစ်ချက်တည်းနဲ့အကုန်ပြောင်းပေးနိုင်တယ်။ကဲစဉ်းစားကြည့်ပါဦးလိုင်းပေါင်းထောင်ချီတင်းချီရှိရဲ့ project ကြီးတစ်ခုမှာဒီ feature ကဘလောက်အသက်ကယ်နိုင်မလဲအထူးသဖြင့် team နဲ့အလုပ်လုပ်တဲ့အခါ code consistency ကိုအပြည့်အဝထိန်းသိမ်းနိုင်ပါတယ် debugging က C++ programmer တွေရဲ့အကြီးမားဆုံးခေါင်းကိုက်ဆရာလို့ပြောရင်မမှားပါဘူးC လာရောင်ရဲ့ built-in debugger ကတင်းကုတ်ထဲက bug တွေကိုအလွယ်တကူရှာဖွေဖော်ထွက်နိုင်ဖို့ကူညီပေးတယ် breakpoint တွေ step by step execution တွေ context view တွေနဲ့ memory view တွေကတင်းကုတ်ဘလို့အလုပ်လုပ်တဲ့ဆိုတာကိုအသေးစိတ်မြင်တွေ့နိုင်စေတယ် bug တစ်ခုကိုရှာဖွေဖို့နာရီပေါက်များစွာအချိန်ကုန်နေမဲ့အစား C လာရောင်နဲ့ဆိုမိနစ်ပိုင်းအတွင်းဖြည့်ရှင်းနိုင်ပါတယ်ဒါကတကယ်ကို game changer ပါဒါအပြင် C လာရောင်မှာ static analysis ဆိုတာရှိပါသေးတယ်တင်ကုတ်ရေးနေတော့မှပဲစီလာရောင်က potential bug တွေ code quality issue တွေ security vulnerability တွေကိုသတိပေးတယ်။ဒါက code ကိုမကွန်ပိုင်းခင်ကရာကပြဿနာတွေကိုဖြေရှင်းနိုင်စေပြီး clean ဖြစ်တဲ့ maintain လုပ်ရလွယ်ကူတဲ့ code တွေထွက်လာအောင်ကူညီပေးတယ်။ code review လုပ်စရာမလိုလောက်အောင်ကောင်းမွန်တဲ့ code တွေကိုအစကတည်းကရေးသားနိုင်မှာပါ။စီလာရောင်ဟာ CMake နဲ့အပြည့်အဝ integration လုပ်ထားပြီးသားပါC++ project တွေအတွက် build system တစ်ခုဖြစ်တဲ့ CMake နဲ့အလုပ်လုပ်ရတာကိုအလွန်လွယ်ကူစေပါတယ်။ project setup လုပ်တာကနေ build လုပ်တာအထိအကုန်လွယ်ကူတယ်။ Jet လို version control system တွေနဲ့လည်းတိုက်ရိုက်ချိတ်ဆက်ထားတော့ team နဲ့အလုပ်လုပ်တဲ့အခါ code history တွေကိုစီမံခန့်ခွဲတဲ့အခါပိုအဆင်ပြေတယ်။ merge conflict တွေ branch တွေနဲ့အလုပ်လုပ်ရတာလည်းအစွမ်းကုန်လွယ်ကူစေပါတယ်။ကဲဒါကတကယ်ကိုအံ့တော်စရာကောင်းတဲ့အချက်တစ်ခုပါ။တင်သိပါသလားC လာရောင်က remote development ကိုပါအပြည့်အဝ support လုပ်ပါတယ်ဆိုလိုတာကမြန်မာပြည်က programmer တယောက်အနေနဲ့ကိုယ့်ရဲ့ laptop ကနေ American ရောရဒါမှမဟုတ်ဂျပန်က server တစ်ခုပေါ်မှာ run နေတဲ့ project ကိုအဝေးကနေတိုက်ရိုက် code တွေရေး compile လုပ် debug တွေလုပ်လို့ရတယ်ဆိုတာပါပဲတင်စာပါပေါ်မှာ SSH နဲ့ချိတ်ပြီးအလုပ်လုပ်နေတယ်လို့တောင်မခံစားရပဲကိုယ့်စက်ပေါ်မှာလုပ်နေတယ်လို့မျိုးလင်းမြန်စွာအလုပ်လုပ်နိုင်ပါတယ်ဒါက global workforce အတွက် international project တွေမှာပါဝင်ခြင်းတဲ့မြန်မာ programmer တွေအတွက်တကယ်ကိုအခွင့်အရေးကြီးပါတယ်မြန်မာဒီကနေကမ္ဘာအဆင့်မီ project တွေမှာပါဝင်နိုင်ဖို့ C လာရောင်ကလိုင်းခင်းပေးနေပါတယ်မြန်မာပြည်မှာ C++ ကိုအသုံးပြုနေကြတဲ့သူတွေထဲမှာ embedded system development, game development, operating system development ဒါမှမဟုတ် high performance computing လို့နယ်ပယ်တွေမှာလုပ်ကိုင်နေကြသူတွေအများကြီးရှိပါတယ်
ဒါပေမဲ့အများစုက powerful tool ရဲ့တန်ဖိုးကိုတေချာနားမလည်သေးပဲအခက်မဲ့ tool တွေကပဲအစာပိုင်းမှာအဆင်ပြေသလိုထင်မြင်နေကြတာကိုတွေ့ရတယ်။ free tool တွေကအစာပိုင်းမှာအဆင်ပြေသလိုထင်ရပေမဲ့ project ကြီးလာတာနဲ့အမျှ debugging လုပ်ရတာ refactor လုပ်ရတာတွေကအချိန်ကုန်လွန်းပြီးစိတ်ပျက်စရာကောင်းလာနိုင်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်တော်ကိုယ်တိုင်လည်းဒီလိုအခက်အခဲမျိုးတွေကြုံခဲ့ဖူးပါတယ်။စီလိုင်းအောင်ကအဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ hero ပါပဲ။သူကတင်ကိုကုတ်ရေးတာထက် problem solving ပေါ်မှာပိုပြီးအာရုံစိုက်နိုင်အောင်ကူညီပေးပါလိမ့်မယ်။ဟုတ်ပါတယ်။စီလိုင်းအောင်က paid software ဖြစ်ပါတယ်။ဒါပေမဲ့ JetBrains က student တွေအတွက် free license တွေပေးထားပါတယ်။တက္ကသိုလ်ကျောင်းသားတွေအနေနဲ့မိမိတို့ရဲ့ကျောင်း email နဲ့ရှော့ထားနိုင်ပါတယ်။ဒါအပြင် professional တွေအတွက်လည်း free trial ကလာရှိတာကြောင့်စမ်းသုံးကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ရင်းနှီးမြှုပ်ထားမှုတစ်ခုအနေနဲ့တင်ရမယ့်အကျိုးကျေးဇူးတွေကအများကြီးပါ။တင်ရဲ့အချိန်တင်ရဲ့စိတ်ဖြစ်စည်းမှုတွေကိုရှော့ချပေးပြီးပုံမကောင်းမွန်တဲ့ code တွေထွက်လာအောင်ကူညီပေးပါလိမ့်မယ်။ဒီတော့မြန်မာပြည်က C++ developer တွေခက်မီတဲ့ tool တွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ productivity ကိုမြင့်တင်ဖို့ကိုယ့်ရဲ့ career ကိုအဆင့်မြင့်တင်ဖို့အချိန်တန်ပါပြီ။စီလိုင်းအောင်ကတင်တို့ရဲ့ programming journey ကိုပုံမလွယ်ကိုညှဉ်းဆန်ထိရောက်စေမယ့်အဖော်မွင်ကောင်းစီလာမှာပါ။အနာဂတ်ရဲ့နေတင်ရနယ်ပယ်မှာမြန်မာ programmer တွေပုံမတိုးတက်လာဖို့ကမ္ဘာအစစ်မီ project တွေကို funding နိုင်ဖို့စီလိုင်းအောင်ကကူညီပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးစီလိုင်းအောင်ကိုစမ်းသုံးကြည့်ဖို့စိတ်ဝင်စားသွားပြီဆိုရင် comment မှာဖြုတ်ပြခဲ့ပါဦး။နောက်ထပ်ဘယ်လိုတူးတဲ့အကြောင်းသိချင်သေးလဲဆိုတာလည်းမေးမြန်းနိုင်ပါတယ်။အားလုံးပဲပျော်ရွှင်စွာကိုယ်တင်လုပ်နိုင်ကြပါစေ။